အားလုံးပဲမင်္ဂလာပါ Future History MN YouTube Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။2022ခုနှစ်နိုဝင်ဘာလမှာ AI တခုထုတ်ပေါ်လာခဲ့ပါတယ်။လူတွေကစမ်းသပ်ကြည့်ဖို့ဝင်သုံးကြတယ်။ကျောင်းသားတွေက assignment တွေရေးခိုင်းတယ်။ programmer တွေက code တွေရေးခိုင်းတယ်။ business သမားတွေက marketing idea တွေကိုထုတ်ခိုင်းတယ်။သူတို့မေးတဲ့မေးခွန်းတွေကိုလူတစ်ယောက်လိုမျိုးကောင်းကောင်းပြန်ဖြေနိုင်တာသိတော့သူတို့အားလုံးအံ့အားသင့်သွားခဲ့ရပါတယ်။ဒီ AI ရဲ့နာမည်ကတော့ ChatGPT ပဲဖြစ်ပါတယ်။ဒီအခြေအနေကနေပြီးတော့မေးခွန်းတစ်ခုရှိလာပါတယ်။ ChatGPT ကတကယ်ဘလို့အလုပ်လုပ်နေတာလဲသူကကိုကဲလို့အင်တာနက်ထဲမှာအဖြစ်လိုက်ရှာနေရလားဒါမှမဟုတ်လူတစ်ယောက်လိုတကယ်စဉ်းစားနေရလားဒီနေ့ဗီဒီယိုလေးထဲမှာ ChatGPT ရဲ့အလုပ်လုပ်ပုံကိုအလွယ်ဆုံးနဲ့အတိအကျဆုံးနားလည်အောင်ရှင်းပြပေးသွားမှာပါ ChatGPT ဆိုတဲ့နာမည်ကိုခွဲကြည့်ရအောင် Chat ဆိုတာကတော့စကားပြောခြင်း GPT ဆိုတာကတော့ Generative Pre-trained Transformer လို့အဓိပ္ပာယ်ရပါတယ်နာမည်ကရှုပ်ပေမဲ့အဓိပ္ပာယ်ကတော့လူနဲ့စကားပြောနိုင်ပြီးတော့စာသားအသစ်တွေဖန်တီးနိုင်တဲ့ AI ဆိုတာပါပဲအရေးကြီးတာက ChatGPT ဟာ search engine တခုတော့မဟုတ်ပါဘူး။ Google လည်းမဟုတ်တယ်လို့ Wikipedia လည်းမဟုတ်ပါဘူး။ database တခုလည်းမဟုတ်ပါဘူး။သူက large language model လို့ခေါ်တဲ့ AI model တစ်မျိုးပဲဖြစ်ပါတယ်။ large language model ဆိုတာကစကားလုံးတွေဘယ်လိုဆက်ဆက်နေတယ်၊ဝါကြတွေဘယ်လိုတိဆောက်ထားတယ်၊အကြောင်းအရာတွေဘယ်လိုဆက်ဆက်တယ်ဆိုတာကိုလေ့လာထားတဲ့ AI မျိုးစားတစ်ခုပါပဲ။ AI နူဆိုတာကတော့ ChatGPT မတိုင်ခင်ကတည်းကရှိခဲ့ပါတယ်။ဒါပေမဲ့ ChatGPT ထွက်လာတဲ့အချိန်ကျမှလူတွေကိုအံ့အားသင့်သွားစေခဲ့တာပါ။ဘာကြောင့်လဲဆိုရင် ChatGPT ကစကားပြောတဲ့နေရာမှာအရန်တဘာဝကြလွန်းလို့ပါ။ဥပမာငါအတွက် YouTube script တပုတ်ရေးပေးလို့ပြောလိုက်တယ်ဆိုရင်သူက script ရေးပေးပါတယ်။ Python ကိုရေးပေးလို့ဆိုရင်သူကကိုရေးပေးတယ်။ဒီစာကိုဂျပန်လိုဘာသာပြန်ပေးဆိုရင်သူကဘာသာပြန်ပေးနိုင်ပါတယ်။တခါတလေလူတယောက်နဲ့ချက်နေတယ်လို့စာပို့နေတယ်လို့စကားပြောနေတယ်လို့တောင်မှခံစားရပါတယ်။ဒါကြောင့်မို့လို့လူတွေက AI ကလူသားအဆင့်ရောက်သွားပြီလားဆိုပြီးတော့တောင်မှစတင်မေးခွန်းထုတ်လာကြပါတယ်။ဒီနေရာမှာလူအများစုနားလည်မှုလွဲနေတဲ့အချက်တစ်ခုရှိပါတယ်။ Google ကိုမေးတဲ့အခါမှာ Google က website တွေကိုရှာပြီးတော့ link တွေကိုပြပေးတယ်။ဥပမာကမ္ဘာအမြင့်ဆုံးတောင်လို့ရိုက်လိုက်ရင် website မျိုးမျိုးကနေပြီးတော့ result တွေထွက်လာမယ်။ Google ကအဖြေကိုမရေးပေးပါဘူး။ website တွေကိုပဲညွှန်ပေးတာပါ။ ChatGPT ကတော့ Google နဲ့မတူတော့ပါဘူး။သူကတော့ website လေးတွေကိုမပြဘူးအဖြေတွေကိုပဲတိုက်ရိုက်ရေးပေးပါတယ်ဒါကြောင့်မလို့ Google က information fighter ဖြစ်ပြီးတော့ ChatGPT ကတော့ information generator တခုပဲဖြစ်ပါတယ် ChatGPT ကိုဘယ်လိုထွင်းလုပ်ထားတာလဲဒီနေရာက ChatGPT ရဲ့အဓိကလုပ်ဝက်ချက်ပဲဖြစ်ပါတယ် ChatGPT ကိုလူသားတွေရေးထားတဲ့စာသားပေါင်းအများကြီးနဲ့ထွင်းလုပ်ထားတယ်ဥပမာစာအုပ်တွေသုတေသနစာတမ်းတွေ website တွေ programming code တွေစောင်းမားတွေအပြန်အလှန်ဆွေးနွေးမှုတွေဒီလို data အများများတွေကိုထွင်းလုပ်ထားတာပါဒါပေမဲ့လူတော်များများထင်တယ်လို့မျိုးစာအုပ်တော်လုံးကိုအလွတ်ကျက်ထားတာမဟုတ်ပါဘူး website တစ်ခုလုံးကိုမှတ်ထားတာလည်းမဟုတ်ပါဘူးသူတင်ယူထားတာကပတ်တန်တွေကိုပဲအဓိကတင်ယူထားတာပါဥပမာနေကအရှိဘကဆိုတဲ့စာကြောင်းကိုအချိန်ပေါင်းတန်းနဲ့ချီတည်ပူးထားတယ်ဆိုရင်သူကနေကအရှိဘကလို့ရေးလိုက်တာနဲ့ထွက်တယ်ဆိုတဲ့စကားလုံးဆက်လာနိုင်ရင်များတယ်ဆိုတာကိုသူကသိသွားပါတယ်ဒီလိုပတ်တန်တွေကနေပြီးတော့သူကတင်ယူထားတာပါအခုဗီဒီယိုရဲ့အရေးကြီးဆုံးအပိုင်းရောက်လာပါပြီ ChatGPT ကအဖြေကိုဘယ်လိုထုတ်တာလဲအမှန်တော့ ChatGPT ဟာနောက်စကားလုံးကိုခံမှန်းတဲ့စက်ကြီးတစ်ခုဖြစ်ပါတယ်ဥပမာမြန်မာနိုင်ငံရဲ့မြို့တော်ဆိုတဲ့စာကြောင်းကိုတွေးလိုက်တာနဲ့နေပြည်တော်ဆိုတဲ့စကားလုံးဆက်လာနိုင်ရင်အများဆုံးပဲဖြစ်ပါတယ် AI က possibility တွေကိုတွက်ချက်ပါတယ်ပြီးရင်အဖြစ်နိုင်ဆုံးစကားလုံးကိုရွေးတယ်ပြီးတော့နောက်စကားလုံးအတွက်ထပ်တွက်ပါသေးတယ်ဒီလိုနဲ့စကားလုံးတစ်လုံးပြီးတစ်လုံးဝါကြတစ်ကြောင်းပြီးတစ်ကြောင်းစာပိုက်တစ်ပိုက်ပြီးတစ်ပိုက်တိဆောက်သွားတာပဲဖြစ်ပါတယ်ရိုးရိုးပြောရရင် ChatGPT ကနောက်ဘာပြောရမလဲဆိုတာကိုကျွမ်းကျင်ချင်းခံမှန်းနိုင်တဲ့ AI တစ်ခုပါပဲဒါက AI လောကရဲ့အကြီးမားဆုံးရှင်ပြိုင်မှုတွေကတစ်ခုဖြစ်ပါတယ် ChatGPT ကလူလိုအသိစိတ်မရှိသလိုခံစားချက်လည်းမရှိပါဘူးဒါပေမဲ့ဘာကြောင့်နားလည်နေသလိုခံစားနေရတာလဲဘာကြောင့်လဲဆိုရင်သူလေ့လာထားတဲ့ပတန်ပမာဏတွေကအရန်များပြားလွန်းလို့ပါလူသားတွေရေးထားတဲ့စာသားတွေရဲ့ဆက်သက်မှုတွေကိုနက်နက်ရှိုင်းရှိုင်းလေ့လာထားတာကြောင့်မို့ပါဒါကြောင့်နားလည်နေတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ပတန်တွေကိုအသုံးပြုနေတာပဲဖြစ်ပါတယ်ဒီအချက်ကအရန်အရေးကြီးပါလေ ChatGPT ကဉာဏ်ကြီးရှင်လည်းမဟုတ်ပါဘူးသူကမှားနိုင်ပါတယ်တခါတလေမရှိတဲ့စာအုပ်တွေကိုရှိတယ်လို့ပြောနိုင်တယ်မရှိတဲ့သုတေသနတွေကိုဖန်တီးနိုင်တယ်မမှန်တဲ့အချက်လက်တွေကိုယုံကြည်မှုအပြည့်နဲ့ပြောနိုင်ပါသေးတယ်ဒီဖြစ်စဉ်ကို hallucination လို့ခေါ်ပါတယ်ဘာကြောင့်ဖြစ်တာလဲဘာကြောင့်ဆိုတော့ ChatGPT ရဲ့ရွယ်ချက်ကအမှန်ဆုံးအဖြေကိုရှာဖို့မဟုတ်ဘဲနဲ့အဆင်ပြေဆုံးစာသားကိုဆက်ရေးဖို့ပဲဖြစ်နေလို့ပါဒါကြောင့်မလို့ AI ပြောတာတိုင်းကိုအမှန်လို့မယူဆသင့်ပါဘူး ChatGPT ကအရာအလုံးကိုသိနေတာတော့မဟုတ်ပါဘူး ChatGPT မှာလည်း limit တွေရှိပါသေးတယ်သူ့ကို training data ထဲမှာမပါတဲ့အချက်လက်တွေကိုသူ့မှာရှာလို့မရနိုင်ပါဘူးနောက်ပြီးတော့ဘာရှင်းမော်မူတူပြီးတော့လေ real time internet access ရှိချင်မှရှိပါမယ်ဒါပေမဲ့အခုခတ်ထားတဲ့နောက်ဆုံး model မှာတော့ real time internet access ပါနေပါပြီ AI ကအရာလုံးသိတယ်ဆိုတဲ့စိတ်ကူးအတွေးခေါ်ကတော့အယမ်းမားပါတယ် AI ကအလွန်ဘုသူတများပေမဲ့အရာအလုံးကိုတော့မသိနိုင်ပါဘူး
အခုချိန်မှာ ChatGPT က chatbot တစ်ခုထက်တော့ပိုလာနေပါပြီ personal assistant တယောက်လိုဖြစ်လာနေပါတယ်စာရေးပေးတယ်သူသနာလုပ်တဲ့နေရာမှာကူညီပေးတယ် programming နေရာမှာကူညီပေးတယ် language translation လုပ်ပေးပါတယ်အနာဂတ်မှာပညာရေးစေပညာစီးပွားရေး software development သိပ္ပံသူသနာစတဲ့နယ်ပယ်တွေမှာ AI ရဲ့အခန်းကဏ္ဍကပုံမူပြီးတော့ကြီးမားလာနိုင်ပါတယ်ဒါကြောင့်မလို့ ChatGPT ဟာမော့ပညာမဟုတ်ပါဘူးအရာအလုံးကိုသိတဲ့ဆက်လဲမဟုတ်ပါဘူးသူဟာစကလုံးပတ်တန်ပေါင်းမြောင်များစွာကိုလေ့လာထားတဲ့အလွန်အဆင့်မြင့်တဲ့ AI စနစ်တစ်ခုသာဖြစ်ပါတယ်ကျွန်တော်အမြင်ပြောရရင်အနာဂတ်မှာ ChatGPT လိုမျိုး AI ကိုကောင်းကောင်းအသုံးချတတ်တဲ့သူက AI ကိုမသုံးတတ်တဲ့သူကိုအစားထိုးသွားမယ်လို့မြင်ပါတယ်။ဤပညာသမိုင်းကိုပြန်ကြည့်ရင်လည်းကွန်ပျူတာကိုအသုံးပြုတတ်တဲ့သူတွေကမသုံးတတ်တဲ့သူတွေထက်အားသာခဲ့တယ်။အင်တာနက်ကိုအသုံးပြုတတ်တဲ့သူတွေကမသုံးတတ်တဲ့သူတွေထက်အခွင့်အရေးပိုရခဲ့ပါတယ်။ AI ခေတ်မှာလည်းဒီလိုပဲဖြစ်နိုင်ပါတယ်။ဒါကြောင့်မို့လို့ AI ကိုမကြောက်ပါနဲ့။ AI ကိုနားလည်အောင်လေ့လာပါ။ AI ကိုအသုံးချတတ်အောင်သင်ယူပါလို့ပြောရင်းလည်းပဲဒီဗီဒီယိုလေးကိုဒီမှာပဲရှင်းထားလိုက်ချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။